အားလုံးပဲမင်္ဂလာပါရှင် Book Vista Channel လေးမှာကြိုဆိုလိုက်ပါရစေဒီကနေ့မှာတော့စာရေးဆရာမကျွေးတတ်ထားသောအမှတ်တရဆိုတဲ့စာအုပ်ကလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒီလို audio book လေးတွေကိုသဘောကျတယ်ဆိုလို့ရှိရင်တော့ subscribe လုပ်ခဲ့ဖို့လည်းမမေ့ပါနဲ့နော်အခန်းကအမှန်ကတော့အားလုံးကျမအမှားသာဖြစ်၏မမရှိတော့မှန်တီလျက်နဲ့တာဝန်တွေအမှုကိစ္စတွေကိုဖြစ်ပယ်လျက်မန္တလေးသို့လာခဲ့ခြင်းစီလဲကျမအမှားမောင်နဲ့အတူစားနေကြခောက်ဆွဲဆိုင်သူတယောက်တည်းသွားစားမိသည့်ခါလေကျမရဲ့အမှားဆုံးကတော့မောင်ကိုပဲလို့မှမိမရမုံမရခြင်းပင်ဒီမထီတွေ့ရတာကြပြီးဖြစ်သောခိတ္တချိုးကလေးများကိုတချောင်းချင်းတို့ဒီကစားနေတော့လဲတချင်းတစ်ပုတ်ဖြစ်အောင်တိခတ်လို့စိတ်မရှိပါကျမ၏လက်သေးများလဲရှင်နေ၏စပယ်ပေါ်မှာမောင်တက်ပုံကိုကြည့်မိတော့အခါလဲလွန်စွတ်တတိယစိတ်ဖြင့်ဖြတ်ခနဲခေါင်းခါရန်ပြစ်လိုက်မိသည်မောင်ကိုတန်းကြရဲ့အလွမ်းနေနဲ့ကြံရင်းနေမဲ့မိမတယောက်ကိုမောင်တစ်ခါကလေးမှတတိမရဘူးလားမောင်ရဲ့ကျမအပြုတ်မှုများကိုမောင်သာသိလျင်အတိတ်ပဲမရှိတာဟုရှုံချပြလိမ့်မည်မန္တလေးရောက်လျင်ဘယ်ကိုမျှရှောက်မလဲတော့ကျမကိုအင်ရှင်အန်ဒီကအံ့ဩနေသည်ကျမသည်နေ့လယ်စာကိုနန်းရှိစီနာကစီချက်ခောက်ဆွဲဆိုင်မှစား၍ညစာကိုပေါင်မုတ်ထော်ပတ်တုံးနှင့်ကော်ဖီဖြင့်ပြီးသွားသည်ရုပ်ရှင်ရုံတို့သွားလို့တော့လဲအတိမိတ်ဆွေတဦးတလေးနှင့်သွားတွေ့မှဆိုရင်သည်တွေ့လျင်နှုတ်ဆက်နေရအောင်မည်တစုံတယောက်ဤတယောက်တည်းလားဟူသောအမေကိုကျမမြည်တို့မြသည်ခံနိုင်စွမ်းမရှိတော့ပါကျမကလည်းမန္တလေးမှာအတိမိတ်ဆွေတွေများမှများဂီတာကိုကတင်မော်အသားရချထားလိုက်သည်စပွဲတင်ပန်းဆိုင်ဦးမနင်းစီနန်းသည်တင်မှုလျက်ရှိ၏စိတ်ကူးမရင်တတ်သောမောင်သည်နင်းစီနန်းကိုတော့အလွန်ကြိုက်နှစ်သက်ပါသည်နောက်ပြီးအနှဲငယ်ရဲဖို့ကောင်းစွာတခြားသူတွေနှင့်ပြောင်းပြန်မောင်သည်လုံးဝဂီတာမတီးတတ်တချင်းတစ်ပုတ်ကိုလည်းအဆအဆုံးမရတတ်ကျမကသာမောင်ကိုဂီတာတီးပြရမည်ဖြစ်သည်တခါတရံစနေတနင်္ဂနွေကြောင့်ပိတ်ရများတွင်ကျမအဆောင်သို့မပြန်တော့ပဲမောင်အိမ်မှာပင်ညရည်သည့်အခါမောင်ကိုဂီတာတီးပြလေးရှိပါသည်ကျမဂီတာတန်ကိုနားထောင်ရင်အိပ်ပျော်သွားတတ်သောမောင်သည်ခလေးငယ်တယောက်ပမာအပြည့်ကင်းစင်လာ၏စနေတနင်္ဂနွေညအချို့တွင်ဂီတာတန်ဖြင့်အိပ်ပျော်သွားတတ်သောမောင်သည်ကြောင်ဖွင့်ရညများတွင်အိမ်မပျော်ပဲတစ်ခုခုလိုအပ်နေသလိုခံစားရသည်ဟုဆိုလာပါသည်မောင်စိတ်ဆင်းရဲစရာကြုံ၌မောင်စိတ်များငြိမ်သက်အေးချမ်းသွားအောင်ကျမကိုဂီတာတီးခိုင်းလေးရှိသည်ကျမနှင့်ခွဲခွာနေရသည့်၃နှစ်တာကာလ၏ညပေါင်းများစွာထဲမှတညတနေ့တွင်မောင်စိတ်ပြတ်ဝမ်းနှင့်ဖွယ်ရဖြစ်စေနာကြီးဒေါသထွက်စရာဖြစ်စေကြုံတွေ့လာခဲ့ရသည်ဆိုပါလျင်မောင်ကိုနှစ်သိပ်ဖို့မြည်သူကတတ်နိုင်ပါမည်နီမောင်မျက်နှာမောင်မျက်လုံးအမူအရာကိုအရေးတကြီးစီနေတတ်သောကျမသည်မောင်စိတ်ထဲမှာဘာဖြစ်နေသည်ကိုမောင်ဖွင့်ပြောဖို့မလိုပဲအလိုလျောက်ရိပ်မိမိဖြစ်သည်ကျမလောင်မောင်ပေါ်ဘယ်သူများနားလဲခွင့်လွှတ်ပါမလဲမောင်ကျမဘလုံးမှစိတ်တည်တတ်မှုမရနိုင်သည့်အစုံဖြုံးစုမတက်ရပြစ်လိုက်သည်ကျမတနေ့ရသွားမှဖြစ်မည်နေ့လေစာစားရင်အချိန်ဖြစ်ယနေ့စားနေကြစီချက်ဆိုင်တို့သွားရဝင်လင်းနေသည်မနေ့ကနေ့လေကစီချက်ဆိုင်ပိုင်ရှင်သည်သူကိုယ်တိုင်မုတ်ပွဲလာချပေးရင်ကျမကိုနှုတ်ဆက်၏ဆရာတယောက်ထဲလားဟိုအကူမပါဘူးလားကျမအပြုံးသည်အနှဲငယ်ရောရဲသွားပါလိမ့်မည်မပါဘူးရှင်အလဲလာတာလားဆိုပါတော့ဆရာတို့လက်ထပ်ပြီးပြီလားသူရှိရင်မောင်ကစိတ်ကောက်နေတော့ကျမအားမောင်ကိုယ်တိုင်ဆုံးဖြစ်ခွင့်ချခဲ့သည်ကိုသူအမှတ်ရပြီလိမ့်မည်ကျမနှုတ်ပြမဖြေနိုင်ပဲကြပြကတိကောင်းရန်ခါပြလိုက်မိသည်ဆိုင်ရှိအမျိုးသမီးသည်အာနာကောင်းသွားရမှန်းသည်ကကျမကိုပြုံးပြပြီးဆိုင်နောက်ဘက်သို့ဝင်သွားခဲ့လေသည်မောင်ကမိထားနိုင်ပေမဲ့မမေ့နိုင်တဲ့လူတွေကကျမကိုမေးကုန်ကြပြီးမောင်ရေအမှန်ကတော့အားလုံးကျမအမှားသာဖြစ်၏မောင်မရှိတော့မှန်တီလျက်နဲ့တာဝန်တွေအမှုကိစ္စတွေကိုဖြစ်ပယ်လျက်မန္တလေးသို့လာခဲ့ခြင်းစီလဲကျမအမှားမောင်နဲ့အတူစားနေကြခောက်ဆွဲဆိုင်သို့ကျမတယောက်တည်းသွားစားမိသည်ကလည်းကျမ၏အမှားဆုံးကတော့မောင်ကိုပဲလို့မှမိမရမုံမရခြင်းပင်သည်တခုခုတော့သွားစားမှဖြစ်မည်ကျမ၏ကိုယ်ပေါ်တွင်
မောင်မနစ်တဲ့ရေဘယ်တော့ငါမျှမစင်ရင်ခဲ့ဘူးတော့ခင်းပြရောင်ဝစ်စုံကိုကျမဝစ်ပြီးမှန်တယ်သူစိတ်ဆင်းရဲစားကြည့်မိဒီရောင်ကအသားတိတ်ဖြူမှလိုက်ဖက်တာချစ်ကအသားမှမဖြူပဲဒါမျိုးတွေမဝစ်နဲ့ဝစ်တော့ဘာဖြစ်လဲကျမစိတ်ထိုးဟန်ဆောင်ခဲ့၏ဝစ်တော့ဘာမှတော့မဖြစ်ပါဘူးမောင်မကြိုက်ဘူးပေါ့ဟုတ်လားမောင်မကြိုက်ရင်ဒီဝစ်စုံညီမလေးပေးပြမယ်အိုးဒါပေမဲ့မောင်ရှိမှမိုးရင်ပြီးရပဲလေတောက်ပါတော့ခင်းပြရင်ဝတ်ဆုံးသည်မုံမိုင်းနေတော့ကျမ၏မျက်နှာကိုအနှဲငယ်မြပြီးကြည်လင်လင်းလက်လာစေနိုင်ခြင်းမရှိပါလိန်ချဲပြီးတော့မျက်နှာပေါ်သို့ခရင်ဘတ်ထရရင်မောင်လက်ဆောင်ပေးဘူးတော့ပုတ်ကလေးတစ်ခုကိုတတိယသွားသည်အလားအပါကြိုက်တတ်သောမောင်သည်ကျမကိုဖန်ဖက်ခရင်ဘတ်လေးတော့ဘူးလေးလက်ဆောင်ပေး၍လိန်စီခဲ့သည်မင်္ဂလိဆိုတာနည်းနည်းပပမှာတော့အလားပြေအောင်မှာပေါ့အချီဟာမောင်ကလာမှချင်မလားမပူစမ်းပါနဲ့ချီရဲ့မောင်ကချစ်ကိုမင်္ဂလိနဲ့တူစီခြင်းလို့ပါတော့ကြတိတ်ပြင်းစလို့ကြိုက်မဲ့သူတွေတိတ်များပြီးမောင်ကိုထားပစ်ခဲ့မှထားရရင်ထားပစ်ကြည့်လေမောင်မျက်နှာချက်ချင်းပြတ်သွားခဲ့၏ဘေကဘာရောက်နင်းကိုလိုက်တက်ပစ်မှာကြားလားဟိုးမောင်ကလည်းအပြောင်အပြက်ပြောတာကိုဒီကိစ္စနဲ့ပတ်သက်ရင်နည်းနည်းမှမစနဲ့မောင်မကြိုက်ဘူးမောင်တို့သားမျက်လုံးများသည်ချိန်လက်နေခဲ့ကြ၏မန်ထဲမှကျမမျက်လုံးများကတော့မြေကြီးစားများဖြင့်ချက်ချင်းဆူလက်သွားလေသည်ကျမမျက်လုံးများကိုမိတ်ပစ်လိုက်၏နောက်တစ်ဖန်ပြန်ဖွင့်ကြည့်လိုက်သည်၆သွေးနေသောနှာခမ်းများကိုရှာဖြင့်ဆူဆူအောင်ပြုလိုက်တော့လဲချက်ချင်းပြန်လဲ၆သွေးသားပြန်သည်ပန်းနူရောင်နှာခမ်းဆိုးစီတစ်ပူရွေး၍ခပ်ပပဆိုးလိုက်တော့လဲနှာခမ်းများဆူပြေးမလားပါမတရက်ပြီးအခန်းအပြင်ဘက်ထွက်မိပြူမှာပန်းမပန်ရသည်မန္တရိယာမိသည်ခရမ်းရောင်နှင့်အဖြူရောင်ရောနေသောတိခါပန်တစ်ပွင့်မနက်ကအန်တီလာပေးခဲ့သည်အဲ့ဒီဘန်ကလေးဘယ်ရောက်နေပါလဲမောင်နှင့်ပတ်သက်၍မှန်ညာအလွန်ကောင်းသောစမသည်တခြားကိစ္စ၌တတိမီလျော်လာတတ်သည်လမ်းမတွေ့သောကိုလူနာကကိုနှုတ်ဆက်လာသည်ကိုပင်ခက်ကြကြောင်ဖြစ်နေတတ်၏တခါတရံဒုတိယနေ့ထပ်ရောက်လာသောအခါလူနာကိုပထမနေ့ကဘာစီထိုးပေးလိုက်မှန်တတိမရ၍လူနာစင်းပြန်လန်းစီရင်လူနာနာမည်ကိုပါစဉ်းစားမရတော့တာမျိုးဖြစ်တတ်သည်အာနာပါနာနှင့်နာမည်မီးနေပြန်ပြီဟုမျက်နှာပူစာမေးရပြန်သည်ကျောင်းတော်ကကျမနှင့်ခင်ဆန်းဝင်းကိုအုံနောက်ကောင်းလွန်သောကြောင့်ဆိုပြီးစူပါဘရိန်းဟုနောက်ပြန်ခေါ်ခဲ့ကြဘူး၏ယခုတလောကျမအလွန်တတိမေ့တတ်သည်ကျမတောက်ရည်အိုးစင်နှင့်ရှာသည်မတွေ့ပန်းဆိုလျင်တောက်ရည်အိုးစင်ရေကိုဖုံးပေါ်မှာထားတတ်သောမင်္ဂလိတော်တော်များများ၏အချင်းဖြစ်နိုင်သည်စပွဲကုန်းပေါ်မှာရှာသည်မတွေ့ပါကြကြအောင်များပြီးပြနေမလားကြကြကိုနေရာရွှေ့တော့လည်းမတွေ့စိတ်ပြက်လက်ပြက်ဖြစ်ခေါင်းအောက်ကလှမ်းယူသောအခါကျမှခေါင်းပြီးမှပန်းပွင့်လေးတွေ့ရသည်ပန်းဆိုတာခေါင်းပြီးမှလည်းထားတတ်ကြပါကလားပန်းပွင့်လေးကိုရှိုက်မွေးကြည့်သောအခါမောင်ကိုနန်းကိုပဲမွေးမိသည်ပန်းဆိုတာမောင်နဲ့လည်းမပတ်သက်မိပါပဲနဲ့အခန်းတကားတော့ခက်၍အပြင်လေကလေးသို့ဆင်းလာသောအခါနေ့လယ်12နာရီရှိပြီမုံနေသောကြောင့်တတရာရသည်တရားဖြူကလေးပေါ်သို့ဖျက်ရှောင်မိသောအခါမြောင်ထဲမှရေချိုးနေသောကလေးတစ်ယောက်ကလှမ်းအောင်နှုတ်ဆက်၏မမဆေးသွားမလို့လားကလေးမအန်တီ၏မြေဖြစ်ဟန်တူသည်အော်ဤကွယ်ကျမကမမခေါ်၍ကျမအရန်အံ့ဩသွား၏ကျမ၏မျိုးတွင်6နှစ်ခဏနှစ်အရွယ်ကလေးများကကျမကိုအန်တီဟုသာခေါ်ပါသည်အန်တီဒေါက်တာအန်တီဆီယာမဟုခေါ်ကြ၏မမဟုညီသူများမခေါ်ကြပါကျမသည်နန်းရှိစီဘက်သို့မလျှောက်ဖြစ်ပဲဘတ်စကားမတိုင်ရှိရာကျုံးပေသို့ဖျက်လျှောက်လိုက်သည်စီချိုသွားရလျင်ကောင်းမည်စီချိုမှာမော်တခုခုစားမည်ကျမစားမည်ဆိုင်သည်29လမ်းထိပ်မှကျင်းစင်ခောက်ဆွဲဆိုင်မဖြစ်စေရမလေးရှားထံပေါက်ဆိုင်မဖြစ်စေရဟိုးမဖြစ်သေးပါဘူးလေအဲ့ဒီဆိုင်များမဟုတ်သည်စီချိုမှာမြည်သည့်ဆိုင်ကရောစားရရတာရှိမည်နီစီချောင်းဘက်သွားရလျင်ကောင်းမလားကျောင်းနှင်းမျက်နှာချင်းဆိုင်ခိုင်ရွှေဝါဆိုင်မှာတော့စားရမဖြစ်ပါအဲ့ဒီဆိုင်ကမောင်နှင့်ကျမကိုတည်သည်တယောက်တည်းလားဟုမင်းနေလျင်မခက်ပါလားကျောင်းကိုသွားမည်ဆိုလျင်အမှန်ငါကစီးရမဖြစ်ပါ
မြင်္ဂလာတရားမှဆင်း၍လေးငါးပြရှောင်းနေရအောင်မီအင်းလေးဘာထူးမှလဲအောင်တော်မူတို့သွားပြီးအမတ်တစ်ကစီးဖို့ရလဲခရီးအလွန်ဝေးသည်ကျမဘေးနာသူဘတ်စကားတစ်စီးထိုးရလာသည်စီးချိုလိုက်မလားအမကျမခေါင်းရမ်းပစ်လိုက်တော့အခါဘတ်စကားဒရိုင်ဘာကဘာလဲဟာဟူသူတို့ရေရွခါကားကိုဆောင်းထွက်သွား၏ဒရိုင်ဘာစိတ်တို့သွားဟန်ရှိပါသည်အီလန်တွင်အမှတ်၅ဘတ်စကားတစ်စီးသာပြေးဆွဲ၏မှတ်တိုင်မှရနေတော့မိန်းမတစ်ယောက်သည်ကားထိုင်ကုန်တွေလွတ်နေအောင်နေရာကျဲဝန်းမှမြင်ရပါလျက်မလိုက်ဘူးဆိုရင်မြည်သူကနားလိမ့်မည်နီအရာရာကိုတွေ့ဝေငေးမောသူပြပြဘာလို့ရမှန်းမသိတော့ကြောင်းကျမခေါင်းရမ်းပစ်လိုက်ခြင်းဖြစ်ပါသည်ကျမသည်ကျုံပြီးမှအေးစစ်စစ်လမ်းလျှောက်လာခဲ့လေသည်ကျုံရည်ထဲတွင်ကြာပွင့်ကုန်များစွာကိုဟိုတစုတီတစုတွေ့ရ၏နေရာဟောင်းဆိုသည်မှာအလွန်ဝေဒနာပေးတတ်မှန်သိပါလျက်နဲ့နေရာဟောင်းသို့လာခဲ့မိသည်မှာကျမ၏မှားရင်ပြောညံ့တွေ့မှုဖြစ်၏မောင်နှင့်အတူလမ်းလျှောက်နေကြကြုံလန်းသည်မောင်ထံမှဒီလိုစကားသံများကိုကျမစီသေးဆောင်လာရလမ်းလေးဖြစ်သည်ဟိုနေ့ညကလေချစ်စိတ်ကောက်တဲ့ညကမောင်ဒီလိုကျုံးပေးမှထိုင်နေတာသိလားချစ်ကိုဘလို့ချော့ရမှန်းမသိလို့ထိုင်စင်းစားနေတာနောက်တော့သိသွားရောလားမသိပါဘူးအိုးကျမဟဟပရဲတော့အခါမောင်အဆက်ပြုံးနှင့်ကျမကိုငေးကြည့်ပြီးကျမလက်မောင်းကိုလက်သီးဖြင့်ထီယုံကလေးခပ်ဖွားဖွားထိုးလေသည်ပြောထားအောင်ချစ်ရဲ့မောင်ဘလို့ချော့ရမလဲလို့ဘလောက်များယူသားလိုက်ပြီးမောင်ပါလေတခါတရံကျမစိတ်ကောက်လို့ကောက်မှန်းပင်တီးသူမဟုတ်ချေမောင်ကစားဝိုင်းများသို့ရောက်သွားလျင်၎င်းအရက်တောက်သည့်အခါတွင်၎င်းကျမမကြာခဏစိတ်ကောက်ရတတ်သည်မောင်ဖဲဝိုင်းထိုင်နေလျင်ကျမကမောင်အိမ်၌ဂီတာကိုသာတသက်မဲမဲတီးနေတတ်၏တီးသောအခါတိုင်းလဲကိုနေဝင်း၏နောက်ဆုံးအိမ်မက်ကိုတီးလေးရှိသည်တခါတော့ကလည်းစနေနေ့ညမို့ကျမကတော့မောင်စီစားချက်ရင်လာအိတ်ခဲ့၏ညဦးပိုင်းမှာတော့တရားဖြူကလေးပေါ်ကျမတယောက်တည်းထိုင်ဆောင်နေခဲ့သည်တဖြည်းဖြည်းညှင်းလာတော့အခါကျမရိတ်စားမိစွာအိမ်ထဲပြန်ဝင်၍ဂီတာတီးနေခဲ့ရတော့သည်ဒီအပိုက်ကိုသာထပ်ပြန်တလဲလဲတီးခတ်နေခိုင်မရောက်လာခဲ့သည်ကျမစီတန်းလျှောက်လာပြီးကျမဂီတာတီးခတ်နေသည့်ညာဘက်လက်ကုံကိုဖြတ်ကနေငုံနှလိုက်တော့အခါကျမချက်ချင်းစိတ်ကောက်ပြေးခြင်းသလိုဖြစ်သွားသည်အမဒီလောက်နေပဲရမလဲကျမမျက်နှာခက်တီတီနဲ့ဂီတာဆက်တီးနေလိုက်စိတ်တွေနေနေတော့ပေါ်တချို့တွေနိုင်လို့နေမောင်ကျမအနီးမှာပူခန်နေအောင်ဝန်ထိုင်လိုက်သည်ချစ်ကလည်းယောက်ျားတချင်းကြီးကိုဘာဖြစ်လို့တီးနေရလဲကျမစိတ်ကောက်မှန်းမောင်မသိမောင်အဆောင်မဝိုင်းဖြစ်နေတာကဲမှန်ပြီပြောစမ်းပါမောင်ဘလောက်နိုင်မယ်ထင်တယ်လဲကျမမောင်ကိုမောမကြည့်ပါမောင်ကကျမ၏ဘဲဘက်ပခုံးကိုအသားရပွေဖက်၍ကျမညာဘက်ပခုံးဆုံးပေါ်မျက်နှာမောက်ချလိုက်သည်ကျမဂီတာတီးရက်သွားတော့လေမောင်ကိုစကားတခွန်းမှပြောချင်စိတ်မရှိပါမောင်ကျမကိုအရေးတကြီးကြည့်နေဖို့ကောင်းသည်မဟုတ်ပါလားမောင်မျက်နှာအရေးကဲကိုကျမချမ်းချင်သာဖတ်ရှုတတ်တယ်လို့ကျမမျက်နှာအရေးကဲကိုလည်းမောင်ဖတ်ရှုတတ်စေခြင်းသည်ချစ်ရဲ့မောင်ညနေကလေးကဘာမှမစားရသေးဘူးမောင်စားလိုက်တာကျမအမြင်ကက်ကက်နဲ့ခရင်ဘောသူဂီတာကိုအတန်မြအောင်ကျန်တန်းစာဆောက်ပစ်ချလိုက်မိသည်မောင်ခနာကိုဆက်ခနဲ့တုံသွားသည်ထင်၏ဒီမဲ့ကျမမောင်နာမည်ကိုရှေ့ကကိုတက်ရီခေါ်ပြလိုက်သည်အဆောင်ကိုတယောက်တည်းမပြန်ရဲလို့ဒီမှာနေရတာတိလားကျုပ်ကတော့အိမ်မှာတစ်စက်မှနေစင်တာမဟုတ်ဘူးတော့အလေးလိုက်ချင်းရလိုက်ပြီးစာယုံမကလို့ငတ်သေးသွားဘာရေးလဲဟာထ
ထွက်လာသောအာမီရိတ်တန်နှင့်အတူမောင်ကမန်းကနန်းကျမမျက်နှာကိုကြည့်ဘာဖြစ်လို့ဒီစကားရိုင်းပြောရတာလဲချစ်ဘာဖြစ်နေတာလဲပြောရင်ကျမလက်မောင်းနှစ်ဖက်ကိုမောင်းဆုပ်ကင်လာသည်မောင်းလက်များကိုကျမပုတ်ချလိုက်သည်ကျမကိုမထိနဲ့ဖဲမောင်သည်ဖဲဆိုလျင်ချက်ချင်းဖဲ၍ခက်လန့်လန့်သို့ထောက်ခါသွားတတ်သူဖြစ်သည်တခါမောင်ဘာဖြစ်လို့ဒီလောက်အားရမှန်းစဉ်းစားမရပါကလထိုင်မှာတော့ထိုင်ရင်ကျမကိုငေးနေခဲ့သည်သူကြည့်ရသည်မှာသူဘာဖြစ်လို့မိပါလဲဟုစဉ်းစားမရသည့်ပုံစံမျိုးကျမကိုစွပွေးဖတ်ချော့မျိုးကိုတတိယဟန်မတူပါချစ်စိတ်ကြည်နပ်အောင်ကိုဘာလုပ်ပေးရမလဲဟင်မလိုပါဘူးကျေးဇူးပြုပြီးကျမတယောက်ထဲနေပါရစေစကားလာမပြောစမ်းပါနဲ့ကျမကရင်ပေါ်လဲချလိုက်တော့သည်မောင်ကလထိုင်ပေါ်မှာအကြာကြီးညင်သက်နေလေသည်မနေ့ပြန်ကြရင်ငါစောကြီးကိုထားပြန်မယ်ဒါမှသူမှတ်မှာဖေးနေတော့စာမေးပွဲက2လလောက်လိုတော့တယ်သူကဖေးရိုက်လို့ကောင်းတော့ကျမကောင်းပေါ်ပါပြီးအိပ်ဖို့စူးစမ်းသည်ထိုညမျိုးတွင်ကျမတို့နှစ်ယောက်စာမကျက်ဖြစ်ကြပါကျမအိတ်ချင်အောင်ဆောင်နေတာတနားရီလောက်ကြာသွားသောအခါမောင်ကကလထိုင်မှထား၏ကျမကရင်စီတို့ရှောက်လာသည်ခြေတံဖွားဖွားကလေးဖြစ်၏ဒီလောက်ခြေတံနူးညံ့တာတော့မကြုံဘူးပါမောင်သည်ခြေလမ်းကိုအတန်မြောင်ရှက်တိုက်လန့်တတ်သူဖြစ်သည်ကျမကရင်ဘေးတွင်ငြိမ်သက်စွာမတ်တက်ရက်နေသေးသည်မောင်တက်ရှူတန်းကိုပင်ကျမကြားနေရသည်မောင်နေရာမှာသာကျမရှိလျင်မျက်နှာဝါးရီအိပ်ပျော်နေသောချစ်သူကိုငုံနှမ်းပြလိုက်မည်မောင်ကတော့ကျမကိုပေါ်မှာကြော်၍ကိုခိုင်းကပြတင်းပေါက်ကိုအတန်မမီအောင်ဆွဲပိတ်ပစ်လိုက်သည်ထို့နောက်ခြေရင်မှခွန်းဆောင်နှစ်ထည်ကိုဖြန့်၍ကျမကိုပေါ်မှာခြုံပေးသည်ကျမပခုံးတိလုံအောင်ဆိတ်ရှိလက်ရှိခြုံပေးပြီးမှဒုဒိဆာအခန်းပြင်ထွက်သွားခဲ့သည်ကျမစိတ်မကောင်းခြင်းကြီးစွာကြံရစ်ခဲ့၏အိမ်ရှိကမ်းမှာတင်ပြူခင်းတန်ကြားရ၏ဖုံလဲတံမြင်မကြားရပါမောင်သည်ဤသို့လည်းပစ္စလက်ခတ်နေတတ်သူဖြစ်သည်ကျမနှွေးထွေးစွာမိကနေအိပ်ပျော်သွားပြီးတရီနိုးလာသောအခါကျမပြီးမှမောင်လာမအိတ်သေးချောင်းတွေ့ရသည်မောင်ဘလို့များအိပ်နေပါလဲကျမစိတ်ပူပန်လာသည်မောင်သည်တောင်ပေါ်ကအေးပိုင်းမှလူဖြစ်ပါလျက်အညာသူကျမထပ်ပို၍ချမ်းတတ်သည်ကျမသည်9နိုင်ခွဲတိတိတွင်မောင်ရှိရာအဲကန်းစီသို့ခြေဖွားဖွားလေးနေလာခဲ့သည်အိုးစိတ်ကောင်းနေသောကျမပင်လျင်မောင်ကိုပြန်တနာသွားမိသည်မောင်သည်ခေါင်းအောင်မှလည်းတစုံတစ်ခုမှမခံဆောင်လေးမပါပါပဲနှင့်ပစိုးကိုခြေပြားထိဖုံးလွှမ်းပြီးသူနှစ်ဖက်ကြားလက်ထဲ၍ကွေလေးအိပ်ပျော်နေခဲ့သည်ကျမမောင်အနီးမှာထိုင်ချလိုက်တော့သည်မောင်ချက်ချင်းနိုးလာသည်ထကလေးမော်သွားအိတ်ဆောင်လဲမပါဘူးအေးကအေးနဲ့မောင်သည်ကျမကိုတန်တော်ကြည့်နေသည်ဘာငေးနေတာလဲသွားအိတ်ချီမချမ်းဘူးလားကျမစုပ်ကိုင်မိသောမောင်ချေပြားများအေးဆက်လျက်ရှိသည်ဒါနဲ့ချစ်ကမောင်ကိုစိတ်ဆိုးနေတာမဟုတ်ဘူးလားအော်ဖြစ်မှဖြစ်ရလိမ့်မောင်ရဲ့ကျမညီယုံသာညီလိုက်မိသည်မောင်ကအခြေအနေကိုဖြတ်ကနေရိမ့်မိစွာဝမ်းသာအားရရဲမော၍ကျမကိုတင်းချက်စွာဖတ်ထားရင်းအထက်အခါကနန်းတော်သည်မောင်လေးချစ်စိတ်ဆိုရင်ဘယ်လိုနေရမှန်းမသိဘူးမောင်ချုပ်ဖို့စဉ်းစားသေးတယ်ဘယ်လိုချော့ရမလဲစဉ်းစားရင်အိပ်ပျော်သွားတာမောင်မချော့မိကလေးကကျမစိတ်ဆိုးပြေးပြီးသားဆိုတာမောင်သိဖို့ကောင်းတာပေါ့ကွယ်ကျမနဘေးကမြင်းလက်တစီဖြတ်မောင်းသွား၏မြင်းလဲကျမလက်ခုပ်တီးခေါ်လိုက်သည်ဟုတ်သည်ထီမပါလွယ်အိမ်မပါပဲတယောက်တည်းလျှောက်သွားရဖို့ကတော်တော်ကြောင်သည့်အလုပ်ဖြစ်၏ကျမစီတက္ကသိုလ်အရှိထိမြင်းလဲဖြင့်သွားဖို့ဆုံးဖြတ်လိုက်သည်အလွန်နေကွေသောမြင်းလဲကလေးဖြင့်တယောက်တည်းသွားရတာမြည်မြပြင်းညီငွေပဲကောင်းလိုက်ပါသနည်းလန်30သို့ချိုးလိုက်သောအခါတက်တိုက်ဆက်ဆိုင်ကျမ၏ကျောင်းနေပါတငယ်ချင်းမန္တလေးသူတယောက်ကိုဆိုင်ငယ်ပေါ်မှာမြင်လိုက်၏ကျမချက်ချင်းမျက်နှာလွှဲပြလိုက်မိသည်ကျမကိုနှုတ်ဆက်လျင်တယောက်တည်းလာဟုမေးအောင်မည်သူကကျမနဲ့မောင်အကြောင်းအတွင်းချာတည်သူတော့မဟုတ်ပါဘာပဲဖြစ်ဖြစ်ပေါ့လေစိတ်တက္ကသိုလ်ရှိရောက်၍
ကျမမြင်လဲပေါ်မှာဆင်းလိုက်ချိန်တွင်မိုးပွဲပွဲလေးရွာလိုက်တော့ကြောင်းအစီအစဉ်မရှိပဲခိုင်ရွှေဝါခောက်ဆဲဆိုင်အတွင်းဝင်လိုက်ရတော့သည်ကျောင်းသားကျောင်းသူအရွယ်လူငယ်တချို့တွေ့ရတော့လဲကျမမျက်မှန်တက်မိသည့်မျက်နှာများမဟုတ်ပါလေကျောင်းရှိသူတတိယလန်ဆွစာနောက်ပြီးတတိရှိစွာမဟုတ်သေးပါဘူးလေအရှက်နဲစွာရောက်လာပြီးတော့မှဘာကွန်များကျမကယူဆိုင်ရအောင်မြည်နီးစိတ်မပူစမ်းပါနဲ့လीငါဟာဟန်ဆောင်သိကောင်းပါတယ်ဤကဲ့သို့ကျမမကြာခဏအားချင်းရပါသည်ကျောင်းဆောင်တကြီးကိုကျမပထမဆုံးမြင်ရခြင်းဖြစ်သည်ကျမအလုပ်သင်ဆရာဝန်ပြီးချိန်ကကျောင်းကြီးမှာစတင်အုံမြင့်ချကားစားရှိသေးသည်ကျမကျောင်းဘက်သို့မရောက်သည်မှာ2 နှစ်နဲ့5 လရှိပြီမန္တလေးသို့လွန်ခဲ့သည့်ဧပြီလမမွေးနေ့တုန်းကမှရောက်ခဲ့သေးတော့လဲထုံးစံအတိုင်းကျောင်းဘက်စီးရုံဘက်သို့လာရောက်ဖို့အထီးကျူးစား၍မရခဲ့တော့ကြောင်းဖြစ်သည်ကောင်းတော့ကောင်းပါရဲ့လीရခင်ကျောင်းဆောင်ဟောင်းဆိုရင်ကျမတို့နှင့်ယင်းနေသောအနန္တများဖြင့်ကျမကိုဝမ်းနဲ့လန်းဆွစေလေုံမည်ယခုတော့လှပခန့်ညာသောကျောင်းဆောင်အသစ်ကြီးသည်ကျမအားလိုအပ်သည့်ထပ်ပို၍ခံစားမှုမပေးရှာပါမမအလဲလာတာလားဖျားကြီးကျမမသိတော့မိန်းကလေးနှစ်ယောက်ကျမစပွဲသို့လာရ၏တယောက်ကကျစမီခက်ရှိရှိနဲ့တယောက်ကချာလီစပင်ပုံစံနဲ့ကျမတို့မျိုးမှာကျောင်းသူလေးတွေများလားအော်အေးကွယ်မမကကျမတို့ကိုမမှတ်မိဘူးထင်တယ်မမတို့ဟောက်စားခြင်းစင်တုံးကကျမတက်အန်ဘီလေ SU3 မှာအော်အေးမမိပါပြီကွယ်ဒီမျက်နှာလေးတွေကိုမမကညံသိမ့်မကောင်းဘူးညီမလေးရဲ့လာထိုင်လေဘာစားမလဲစားပြီးပြီမမအခုအထွက်မှာမမကိုမြင်လို့မညံမကောင်းဘူးလို့မပြောပါနဲ့လေမမတို့အတန်းမှာမမကနာမည်ကြီးပဲအလိုဘလို့နာမည်ကြီးပါလိမ့်ပေတာတေတာလားပေတာတေတာရောညံကောင်းတာရောဖះတောင်းမယ်မမ2 နာရီမှာဝတ်ထဲပြန်သွားရမှာကလေးမလေးနှစ်ယောက်ကရေမောရင်ကျမကိုနှုတ်ဆက်၍ထသားကြသည်ကျမစိတ်ထဲတွင်အနှဲငယ်အနောက်ရှက်ဖြစ်သွားကြောင်းဝန်ခံရပါမည်မမကနာမည်ကြီးပဲဘာကိုဆိုလိုတာပါလဲပေတာတေတာမညံကောင်းတာနဲ့နာမည်မကြီးနိုင်ပါစာရေးလို့များလားမဖြစ်နိုင်ပါတခုပဲရှိသည်မောင်နှစ်ပတ်သက်ပါလိမ့်မည်မောင်ကိုကျမအယူအမှုချစ်ခဲ့ကြောင်းခြေတက်ကတူတစ်ခုလုံးများတီကုန်ကြပြီလားကွယ်ကျမမျက်နှာရုတ်တရက်ပူနွေးလာသည်ငင်းငိုင်စွာစိတ်မပါလက်မပါစားနေသောကျမစပွဲသို့ကျောင်းသား3 ယောက်ဝင်လာကြသည်မမကျွန်တော်တို့နေရာမရှိလို့ဒီမှာထိုင်ပြရစီ။အိုးထိုင်ပါကိုအခုပဲပြီးတော့မှာပါ။အေးစီစားပါမမရဲ့ကျွန်တော်တို့ကတိတ်မစုညံပါဘူး။တယောက်ကဟက်ခနဲရဲ့၍နားကြီးလို့ထားပြရမှာတော့သိကြတယ်ဟုခတ်တူနောက်၏။ကျမသည်စားလက်စားအတိုင်းထားခဲ့၍ငွေရှင်းလိုက်ပါသည်။ကျောင်းကခြားတိတ်လေးများပင်ဖြစ်လိမ့်မည်။ဟေးမနေ့ပြန် case တင်ရမှာမဟုတ်လား။ဘာ case လဲ။ CA Return ယူပြီးပြီလားညနေမှသွားယူမယ်ဟာတဲ့ပိုင်ပါလားဝါကနေရေမောကြရင်ကျမမတက်ထားသည်ကိုအာနာစွာမောကြည့်ကြ၏တော်တော့မလားမမအာနာလိုက်တာစာမပြီးသေးပဲနဲ့မဟုတ်ပါဘူးကွယ်မမကဒီလိုပဲမကုန်တတ်ဘူးဒါနဲ့မမဘာဖြစ်လို့ဝတ္ထုဆက်မရတာလဲဖေကျွန်တော်တို့ကမမရဲ့စာဖတ်ပရိသတ်တွေပါမရတာတစ်နှစ်လောက်ရှိပြီနော်ကျမပြထားရခက်ဖြစ်သွားသည်စိတ်လည်းအလုံးအမင်းကျသွားပါသည်အေးကွယ်ပြင်းတာနဲ့မအားတာနဲ့ပေါင်းလိုက်တော့ကျမဆက်မပြေထတော့ပါအခုပတ်တူတွေလားဟုတ်တယ်မမအမသွားပါစီကွာမင်းတို့ကလည်းစကားရှိရန်ကိုငိမ့်တဲ့နေတော့တယောက်ကဝင်ရတာကြီးကျမလည်းဆွနှုတ်ဆက်ရထလာခဲ့ရပါသည်လန်30ကိုဖြတ်ကူ၍ကျောင်းဝန်းထဲသို့လေးကန်စာဝင်လာမိသည်ကျမနှစ်သက်သောခေါင်းရမ်းပင်များစိမ်ပန်းပင်များမရှိတော့ပါလားမြင်မသောအဆောင်အုံကြီးကိုမော့ကြည့်ရင်ဤကျောင်းတွင်9 နှစ်တိတိစာသင်ခဲ့ပူကြောင်းမယုံကြည်သလိုဖြစ်လာသည်ကျောင်းသားရေးရဌာနဘက်လှမ်းမြင်ရပြန်တော့လေတရင်တနည်းမြင်မှုနေကြမျက်နှာ2 ခု 3 ခုမြင်မှုသလိုလိုရှိသောကား3 4စီ
ကျမចောင်းဆောင်အောင်ကော်ရီတာတစ်လျှောက်ဖြတ်လျှောက်လာခဲ့လေသည်ကိုကိုရွယ်များပြည့်ရှက်နေတတ်သည့်ခန္ဓာဗီဒခွေစိတ်ဆောင်ဘက်မှာဘလို့မှမတ်မိဖွယ်ရမရှိနေရာဟောင်းတစ်ခုဖြစ်ပါလေရဲ့ဂျူဒီကုတ်ကိုပခုံးပေါ်တင်ထားသောမောင်ရိပ်တံကိုမမြင်အောင်မိပါဂျူဒီကုတ်ဖိုးရဖာရနှင့်ချောင်းသားငယ်နှစ်ယောက်စာအုပ်တစ်ထက်ကြီးပိုက်လျက်ကျမနေမျက်နှာချင်းဆိုင်မှဖြစ်သွားသည်ဤအရွယ်လေးများသည်တက်ကြွရှင်လန်းနေစေဖြစ်သည်ပထမနှင့်အန်ဘီစာတင်ဆောင်ဟုကျမတို့အမြဲဆွဲထင်းမဲ့ယူထားသောတိုက်ဆောင်သည်ရခင်ကားတဲ့အတော်မောင်းသွားသည်တစ်ဖက်ကဖွေးနှင်းသပင်ခမ်းမဆောင်တစ်ဖက်ကကာကွယ်ရေးနှင့်လူမှုရေးစေပညာဌာနအဆောင်ကျမသည်ရည်ရချက်ခင်မဲ့စာစာကြည့်လိုက်သို့ခြေလမ်းဦးတည်လိုက်သည်ဆရာတယောက်တလေကိုတွေ့လျင်ကြည်လင်စာပြုံးပြဖို့ယခုကတည်းကအာယူထားရမည်ဖြစ်ချက်မွန်းသိသောစာတင်ဆောင်များအပေါ်တက်မိအစားစာကြည့်လိုက်ထဲမှာခဏနေ၍အလံဖြေရတာအသက်ရှူရချောင်းပါလိမ့်မည်ဟေးမပြေးနဲ့ဟဲ့လန့်လိုက်တာတွေ့ပြန်ပါပြီတယောက်ကျမသည်ညီမလေးနာမည်ကိုမေ့နေသည်ရခိုင်မလေးပါဘယ်သူများပါလဲအမကိုကျွန်တော်အဝေးကနေကမြင်တာမမှတ်မိဘူးချောလာတယ်အေးမော်ကျွေးမှာပေါ့ဟောက်စားခြင်းပြီးပြီလားအခုမှစဝင်တာအမရဲ့အဆင်ပြေရဲ့လားမိမိသာမေးရသည်ဦးကြောင်ကြောင်မေးကုန်ပါပြေးပါရဲ့အမအခုချိုင်းဝတ်မှာလीโอเคပဲနေလေစုလစ်လို့ရပြီနင်ကတော့ငါနဲ့တခန်းနဲ့နေတဲ့လူရဲ့လို့မပြောရဘူးလစ်ဖို့ပဲဟဲသွားမယ်မဝင်လိုက်မှရုပ်ရှင်ကောင်းတယ်လိုက်အောင်မလားစတော်လုံးကလေးနောက်မှကြည့်ရမယ်ကွာမလိုက်တော့ဘူးဘာလဲ first blood လားဟုတ်အမရန်ကုန်ကကြည့်ခဲ့ပြီတော်နောက်ကျနေမယ်သူမအပြင်ထွက်သွားမှကျမနာမည်မှတ်မိသည်ခက်များခက်ရကြီးရဲ့တခန်းနဲ့နေလာခဲ့သည်အဆောင်သူညီမတယောက်နာမည်ကိုပင်မေးပြောလွယ်မှာတော့ကျမထံမှဗမာညံနေများချင်ရပါသနည်းစာကြည့်လိုက်မှစာအုပ်တစ်ခုခုဖတ်ရလျင်ကောင်းမည်ခေါင်းနာကအမကြီးကကျမကိုမှတ်မိနေသည်ကျောင်းသားကတော့မရှိဘူးအမရေဆမစာအုပ်တော့ပါပါရဲ့မဂဇင်းတစ်ခုတလေများဖတ်ပါကွယ်တခြားသူတွေမှမဟုတ်တာဖတ်စာအုပ်ဖတ်မလဲစင်ပေါ်မှာစာအုပ်များမှာကျမရှာသည်တွေ့တော့ညဝတီငွေတာကြီးဟိုဒီဘက်ကထိုင်းမဲ့ပေးပါကျမထိုင်နေကြညာဘက်နိုင်ငံနဲ့ကလေးရတယောက်ထိုင်ကုန်းဆောင်စပွဲလေးခုမှကျမမော်လီယာစာထိုင်ချလိုက်ပါသည်မိုးစက်ကလေးများမှန်ပြတင်းတို့တဖွဲဖွဲလာပတ်နေကြသည်အနေငယ်အုံမှန်၍အေးစိတ်မလို့လို့ရှိသောရာသီဥတုသည်ငကိုကမကြည်လင်သောကျမ၏စိတ်နှလုံးကိုနွမ်းနေစေသည်မဂဇင်းဖုံးပေါ်မှာဖိလစ်ပိုင်သမ္မတဟောင်မာကိုစ်ကိုစိတ်မသက်မသာစွာကြည့်ရင်ဆိုင်ရက်လန့်လိုက်သည်တခါတည်းမောင်ကိုစိတ်ကောက်လျင်ဤထိုင်ကုန်လေး၌မဂဇင်းတစ်ခုခုထိုင်ဖတ်ရင်အချိန်ပြုံးလေးရှိပါသည်ယခုနှစ်ပိုင်းတော့မသိပါကျမတို့နောက်ဆုံးနှစ်ကတော့စာကြည့်တိုက်ကိုညနေ9 နာရီအထိဖွင့်ထားပြီးတော့ကြောင်းကျမအကြာကြီးအချိန်စာကြည့်နေခွင့်ရှိသည်မန်ဂဝတ်ထဲမှာလိုက်ရှာအဆောင်မှာလိုက်ရှာကျမကိုမတွေ့ပါနောက်ဆုံးကြမှာစာကြည့်တိုက်မှာလာရှာသည်လာချောကိုဆောင်နေတော့ကျမကစာကြည့်တိုက်တကားဝအပေါက်ဝိုင်းများထဲမှာမောင်ကိုမြင်လိုက်ပြီးဆိုလျင်ဘယ်တော့မှအပြင်ဘက်လမ်းမကြည့်သလိုခက်တီဖာတိပါတာစောင့်နေမြဲဖြစ်ပါသည်ချစ်သူဘဝတုန်းကပျော်ရွှင်ပွဲရညနေခင်းများသည်ချစ်သူနှင့်အတူလွန်ပါပြောက်ွယ်သွားလိမ့်မည်ဟုကျမဖဲနဲ့လှုပ်ပြီးထင်နိုင်ပါမလဲလေ